ဒီနေ့ကျွန်တော်အင်တာဗျူးအတွေ့အကြုံမရှိတဲ့လူတွေ CV ဖောင်ထဲမှာမပါတဲ့အင်တာဗျူးလေးတွေကိုကျွန်တော်ဖြေပေးသွားမှာပဲဖြစ်ပါတယ်ပထမတစ်ချက်ကအင်တာဗျူးကိုနှစ်မျိုးခေါ်ပါတယ်တချို့ကမင်စီလို့ခေါ်တယ်တချို့ကကင်ကုန်းလို့ခေါ်တယ်နော်ဘာလို့လဲဆိုတော့တချို့ကကင်ကုန်းပဲသိတဲ့ခါကျတော့မင်စီနဲ့ပြောင်းပြောလို့ရှင်မသိမှာဆိုလို့ပါနော်နောက်တစ်ခုကအတက်ကိုသူတို့ကအခုလိုမေးလေးရှိပါတယ်ပုံမှန်ကတော့ကြက်တဲ့လူတွေကနေရီကားဂိတ်တော့ဆိုပြီးတော့အလုံးကြက်လာကြပါတယ်ဒါပေမဲ့သူတို့မေးတဲ့အခါမှာနေကမ်နင်ဂိတ်တိုင်ကမ်နင်ဂိတ်တော့နေဂိလင်ချွတ်ဆန်းဂိလင်ချွတ်ဆိုင်ဒါမျိုးတွေမေးတတ်တယ်ပေါ့နော်ဒါကတော့အတက်ကိုမေးတဲ့ပုံစံမှာပဲဖြစ်ပါတယ်နော်အဲ့တော့ကိတ်ဆွေဆိုတာလဲအတက်ကိုမေးတာကေးတိုင်ဆိုတာလဲဘလောက်ကြီးပြီလဲမေးတာကိတ်တုံဆိုတာဘလောက်ရောက်ပြီလဲမေးတာချွတ်ဆန်းဆိုတာကိုယ့်ရဲ့ဘတ်ဒေးကိုပြောတာပါနော်မင်းဘယ်နှစ်ခုနှစ်ကမွေးတာလဲကိုယ့်ရဲ့ဘတ်ဒေးဒါမျိုးကိုမေးတာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကစကားနားလည်လားကိုတချို့ကစိတ်ထမ်းအဲ့လိုမေးတတ်ပေမဲ့တချို့ကမိန်နားလည်လားနားမလည်ဘူးလားလည်းပြောတတ်ပါတယ်နော်နောက်တစ်ခုကပြောတတ်လားမပြောတတ်ဘူးလားကိုအခုလိုမေးတယ်စိတ်ကောင်းတချို့ကအဲ့လိုပဲမေးပေမဲ့တချို့ကကျုံးမှန်ရိမ့်မှန်ဒါမျိုးလေးလည်းထည့်မေးတတ်ပါတယ်နော်ကျုံးမှန်ဆိုတာတရုတ်စာရိမ့်မှန်ဆိုတာအင်္ဂလိပ်စာကိုပြောတာနော်စိတ်ကောင်းဆိုတာကပြောတတ်လားမပြောတတ်ဘူးလားဆိုတာကိုပြောတာပါနော်နောက်တစ်ခုကတချို့ကစိတ်ဆဲပဲပြောပေမဲ့စိတ်ဆဲကျုံးမှန်ရိမ့်မှန်ဒါမျိုးလေးလည်းပြောတတ်ပါတယ်နော်မင်းတရုတ်လိုရေးတတ်လားအင်္ဂလိပ်လိုရေးတတ်လားအဲ့လိုမျိုးပြောပါတယ်နော်နောက်တစ်ခုကဘာသာစကားပေါ့နော်ကွမ်တုံးဝါတချို့ကနေစိတ်ကောင်းကွမ်တုံးဝါအဲ့လိုမေးတယ်ပေါ့နော်အဓိပ္ပာယ်ကတော့ကွမ်တုံးဝါလို့လည်းခေါ်တယ်တချို့ကပါဝါလို့လည်းခေါ်တယ်နော်နောက်တစ်ခုကဒီပြည်မာကြီးစကားကိုဖူထုံးဝါလို့သုံးတယ်ကောရွေလို့လည်းသုံးပါတယ်ပေါ့နော်ဒါလေးတွေကကိုသူတို့ကတနည်းနည်းနဲ့လှည့်ပြီးမေးလာခဲ့လို့ရှင်သိအောင်လို့ပြောပြတာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကဘာလို့ဖူလဲကိုသူတို့ကအမျိုးမျိုးမေးတတ်တယ်တချို့ကနေ一ချင်းကြိုကောတိမရေ啊မေးတတ်ပေမဲ့တချို့ကနေ一ချင်းကြိုကောမရေမေးတတ်တယ်တချို့ကနေကြိုကောမရေအဲ့လိုမျိုးလေးမေးတတ်တယ်ပေါ့နော်ဒါကအင်တာဗျူးမှာမေးထားရှိတဲ့စကားလုံးလေးတွေကိုကျွန်တော်ပြောပြသွားတာပဲဖြစ်ပါတယ်နောက်တစ်ခုကတင်နန်းတက်ချင်သူများလည်းကျွန်တော်ရဲ့ chat box ကနေပြီးတော့အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်တင်နန်းကတော့ GP ရှိမယ် by 1ရှိမယ်